တူထိုးလေးပါပြောတာစီရတူထိုးလာတော့ဒီတိုင်းလည်းသူရင်းလို့ဖြစ်တူထိုးကိုဆိုးအောင်ဒီအသက်ကြီးရကြောင်းလည်းပါကျွန်တော်အဲ့မှာခြေနဲ့ပတ်သက်တာလို့လားဒီလိုရှိကြည့်လေးလာဗျာကျောင်းအားရရှိကျောင်းလိုက်တဲ့နေအားရရှိကျောင်းသားရဲ့ကျောင်းသားရဲ့ဒီနေ့တော့ဒီနေ့နားရဲ့ကျောင်းလိုက်တဲ့လို့ထုံလေးမသုံးတော့ခံလောက်ရှိနေရှိတော့ဒါတော့ခံနေအချင်းဘူးတော့ရှိတယ်တက်တူလို့ဒီနောက်ပိုင်းတော့တချို့ထုံလေးမသုံးတော့ကျွန်တော်တို့ကတော့တူတူရဲ့ဒီလေးဖြစ်ရှိတယ်ဆိုတော့ခန္ဓာကိုယ်လေးမှာပြန်ရှိတယ်ဘာလို့ရှိတယ်ချင်းချင်းလေးဖြစ်သွားတာကြောင်းလေးပြီးလိုက်တာလုတ်ခိုက်တဲ့လေးဟုတ်ချူတာမလာတဲ့ဟာရှင်းလေးပြီးနေဒီကုနောက်ပိုင်းပြီးတဲ့တမန်ပေါ်မှာတော့ဆင်းပြီးတော့ရှင်းပြီးတော့လက်ရှိရရှင်းပြီးရဝေးပြီးရအဲ့ဒီလိုရှိချွေးလို့ပြောရတာစီနီယာတွေကဒီသားတွေကောင်းလို့ပြောတာဟိုပါပြည့်တယ်ညာပြည့်တယ်ဒီခေတ်ကြီးမှာတူတူ